မြန်မာယဉ်ကျေးမှုမှာနတ်ဆိုတာမမြင်အပ်တဲ့အင်အားစုတစ်ခုပါဒါပေမဲ့တင်မတိပဲကျူးလွန်မိတဲ့အမားတစ်ခုကတင့်စီကိုနတ်တင်တာမဟုတ်ပဲတေမင်းကိုပင့်ဖိတ်လိုက်တယ်လို့ဖြစ်သွားခဲ့ရင်ရောနေဝင်ရိုးဤအချိန်ကာလသည်ပကံမြေဤဖုံတော်များကြတွင်နီမြန်းသောအလင်းတန်းတို့ကခြောက်ချားဝယ်ရာကောင်းလာသည်လမ်းဘေးဝဲရာရှိထမ်းပင်ဦးကြီးများသည်လေယူရာအတိုင်းရိမ့်ထိုးနေကြသည်ဝူဝါဝါအတန်းများမှာတစုံတစ်ယောက်ကငိုကြွေးနေသည်အောင်ထင်မှတ်ရသည်ထိုအချိန်တွင်ကြော်စွာသည်လမ်းမားခဲ့ကြပြီရှေ့တွင်မြင်နေရသည်ကလူသူကင်းမဲ့သောလမ်းဟောင်းတစ်ခုနှင့်လမ်းစုံတွင်ခန့်ခန့်ခဲထဲရှိနေသည်ညောင်ပင်အိုကြီးတပင်သာဖြစ်သည်ညောင်ပင်ကြီးခြေရင်တွင်မေးမိန်နေသောအလင်းတန်းအောက်မှာဟောင်းနှွမ်းပြက်စီးနေသည့်နတ်ကွန်းအိုလေးရှိနေသည်နတ်ကွန်း၏အမုန်းများမှာကျိုးပဲ့နေပြီးနေရန်တွင်ကပ်နေသောရင်းကြီးစိမ့်များကသွေးညီနတ်လိုအနတ်မျိုးကိုထုတ်လော့နေသည်ကြောစွာသည်ဖိတ်စာလွန်သောအာခေါင်များချုပ်ကပ်နေပြီဖြစ်သည်သူ၏မျက်လုံးများကနတ်ကွန်းအတွင်းရှိပကံပြားဟောင်းတစ်ခုပေါ်သောတည်ရှိနေသောအုံသီးစိမ့်တစ်လုံးထံသို့လျှောက်သွားသည်ထိုအုံသီးသည်စွန့်ကက်ထားသမှကြာပြီးဖြစ်တော်လဲလက်ဆန့်နေစေဟုထင်ရသည်ဘယ်သူမှမရှိတဲ့နေရာပဲခဏတော့ငားစားရမှာပေါ့ဟုသူ့ကိုယ်သူဖြေသိမ့်လီးရန်နတ်ကွန်းအတွင်းသို့လက်လှမ်းလိုက်သည်အုံသီးကိုကင်လိုက်သည့်ခဏတွင်ပဝင်းကျင်တစ်ခုလုံးတိတ်ဆိတ်သွားသည်လေတိုးတံများရက်တန်သွားပြီးကြောရိုးတဲ့ထိစိမ့်တက်သွားစေစဉ်မဲ့ဤဆက်ဆက်အထီးအတွေ့တစ်ခုကသူ့လက်ဖံမှတစ်ဆင်းစီးဝင်လာသည်ကြောစွာသည်ထိုအုံသီးကိုဓားငယ်ပင်ခွဲကာအငန်းမရစားတောက်လိုက်သည်အုံဤများကသူ့ရဲ့လေတောင်းထဲသို့စီးဝင်သွားသည့်အခါထူးဆန်းတဲ့ခါတတရရတာတစ်ခုကိုခံစားလိုက်ရတော့လေသူဂယုမဆိုင်မိခဲ့ပါဘိုင်ဝါသွားသည့်အခါထဲမှာသူသည်ထိုနေရာမှအမြန်ခွာရန်ဆုံးဖြတ်လိုက်သည်သို့တော့သူမသိခဲ့တာကသူစားသုံးလိုက်သည်ကတာမန်အုံသီးတစ်လုံးမဟုတ်ခဲနတ်ကွန်း၏အဆောင်လျှောက်ကိုပူဇော်ထားသည့်အသက်တစ်ခုဖြစ်နေခြင်းပင်ဖြစ်သည်နေလုံးကြီးကွဲပြောက်သွားသည်နှင့်အမျှညောင်ပင်အိုကြီးအရိပ်များကရှေလျောင်းလာပြီးကြော်စွာ၏နောက်သို့တရွေ၍လိုက်ပါလာသည်အောင်ရှိနေတော့သည်ကြော်စွာသည်အနီးနားရှိရွာငယ်တစ်ခုသို့ရောက်သွားပြီးခီးတစ်ထောင်နားရန်ရွာထိပ်မှရှိရဲ့ဇယက်အိုဟောင်းတစ်ခုတွင်နေရာယူလိုက်သည်စိတ်ထဲမှတမျိုးကြီးလေးလံနေတော့လဲပင်မန်းလွန်းသောရေကာလေးကိုခင်းကလွှဲချလိုက်မိသည်ညင်နက်လာသည့်အချိန်တွင်ပတ်ဝန်းကျင်ကပုံမှန်တက်ပိုပြီးတိတ်ဆိတ်လာသည်ပဇင်ရင်ကဲတံများပင်ထွက်မလာတော့ပဲလေတုကခဲလေးနေတကယ်ဖို့ခံစားရသည်ညတန်းရောက်အချိန်ခန့်တွင်ကြောစွာတကိုယ်လုံးအေးစိမ့်လာခဲ့သောနိုးလာခဲ့သည်ဇယက်ဤတစ်သားဂရမ်းပြင်များကတကြွကြွညံအတန်မြင်သည်လေတိုက်၍မြင်နေလားမဟုတ်ဖဲတစုံတယောက်ကလီးလန့်သောခြေလမ်းများနဲ့ရှောက်လန်းနေသည်အောင်တောက်ရုတ်တရက်ဇယက်ဤတစ်သားတကားကိုခောက်တန်ထွက်ပေါ်လာသည်ကြောစွာအသက်ရက်မတက်ထိတ်လန့်သွားသည်ဤကဲ့သို့လူသူကင်းမဲ့သောဇယက်အိုးတို့ဤအချိန်မှမြည်သူလာပါမလီဘယ်သူလဲသူ့အတန်ကတုံးယူနေသည်အပြင်ဘက်ကပြန်ထူးတန်မကြတော့နဲ့ခောက်တန်ကပို့ပြီးစိတ်လာသည်ထို့နောက်တကားကြားမှလေအေးတစ်ချက်တိုးဝင်လာပြီးအခန်းထဲမှပုပ်စော်နှံသောအနံဆိုးတစ်ခုပြန့်နှံ့သွားသည်ငါပစ္စည်းပြန်ပေးအတန်ကြီးကလူသားမတူပဲလေတောင်းထဲမှသွေးများတဆွတ်နေသလိုတုံရင်အကွဲနေသည်ထိုအတန်သည်နားထဲသို့တိုးဝင်လာတာမဟုတ်ဘဲအုံနောက်ထဲသို့တိုက်ရိုက်ရိုက်ခိုက်သလိုလေးလံလာသည်ကြော်စွာသည်နတ်ကွန်းအိုမှအုံသီးကိုတတိယသွားပြီးတကိုယ်လုံးတုံရင်နဲ့ဆောင်းကိုခေါင်းပြီးခြုံလိုက်မိသည်အပြင်ဘက်မှမူတစုံတစ်ယောက်ကတကားကိုလက်တနယ်များနဲ့ကုတ်ချစ်နေသည်ဂုတ်ဆိုသောအတန်ကပိုမူကျွေလောင်းလာတော့သည်ကြော်စွာသည်ဆောင်းထဲမှကွေးလေးဝတ်နေရင်အသက်ကိုခမ်းမန်းနဲ့မရှူရတော့ပဲအပြင်ဘက်ကကုတ်ချစ်တန်များရုတ်တရက်ငိန်ကျသွားသည်သို့သောထိုတိတ်ဆိတ်မှုကပိုပြီးရင်ခြောက်ချားเสียကောင်းနေသည်လေတုတွင်ပုတ်စော်နှံ့သောအနံ့ကပိုမိုပြင်းထန်လာပြီးဤဆက်အငိမ့်တတစ်ခုကစောင်းအပြင်ဘက်မှရစ်ဝဲနေသလိုခံစားရသည်မင်းစားလိုက်တာငါမျက်လုံးတွေအကွဲခတ်နေသောအတန်ကြီးကယခုတစ်ချိန်မှာဇရက်တကားအပြင်ဘက်ကမဟုတ်တော့ပဲသူခေါင်းရင်းနားစီကထွက်ပေါ်လာခြင်းပင်ဖြစ်သည်ကြော်စွာဤကြောရိုးတစ်လုံးစိတ်ခနဲဖြစ်သွားသည်သူစားလိုက်သည့်အုံသီးကနတ်ကွန်းဤအဆောင်လျှော့အတွက်
မျက်လုံးအစားပူဇော်ထားသည့်အရာလောသူသည်တတိကိုမွေးကဆောင်းကိုအသားဟ၍ခေါင်းရင်းဘက်သို့လွှဲချလိုက်သောခဏမြင်လိုက်သောမြင်စဉ်ကြောင့်ကြော်စွာအော်ဟစ်ရန်ကြိုးစားခဲ့တော်လဲအတန်ကလေတောင်းတဲ့ကင်သဆို့သွားသည်ဇရက်၏ထုတ်တန်းပေါ်တွင်လူတကူစာခန့်ရှိသောအရင်မဲကြီးတစ်ခုကပြောင်းပြန်တွဲလန်းခိုနေသည်ထိုအရာတွင်စပင်းများကဖရုတ်ဖီးနှင့်မြေပြင်အထိရှည်ကျနေပြီးမျက်နှာနေရာတွင်မျက်လုံးမရှိဘဲဟောက်ပတ်ကြီးဖြစ်နေသည်ထိုဟောက်ပတ်ဖြစ်နေသောမျက်တွင်းအိမ်များတွေကသွေးရောင်ဖြောင်းဖြောင်းသောအရည်များကစိမ့်ထွက်နေပြီးကြော်စွာ၏တရက်ကပေါ်သို့တဇက်ဆက်ကျလာနေတော်သည်ပြန်ပေးငါမျက်လုံးပြန်ပေးအရင်မဲကြီးကထောက်တန်းပေါ်မှတရွေ့ရွေ့ဆင်းလာသည်ထိုအရာ၏လက်ချောင်းများကပိန်လီရှည်လျားသည့်လက်တနယ်များမှညောင်မြင်များခဲ့သို့ကောက်ကွဲကမြဲနှံ့နေသည်ကြော်စွာသည်ဇရက်တကားစီသို့အတင်းလူရက်ဖြေးရန်ပြင်လိုက်တော့လေသူ့၏ခြေထောက်များကိုအေးဆက်သောလက်စွန်းကဖမ်းကင်လိုက်ခြင်းခံရလေတော့သည်ကျော်စွာ၏ခြေချင်းဝက်ကိုဖမ်းကင်ထားသောလက်အစုံသည်ရေခဲတုံးကဲ့သို့အေးဆက်နေုံတင်မကပဲတာမဏိညက်ကီကဲ့သို့တင်းကျပ်လာသည်သူအတင်းယုံကန်တော်လဲထိုလက်များကသူ့အသားသေးသို့လက်သေးများစိတ်ဝင်လာတဲ့ကဲ့သို့ခံစားရသည်ဇယဟောင်း၏ကျမ်းပင်ပေါ်တွင်ကျော်စွာတယောက်ပတ်လက်လန်းလဲချသွားပြီးထုတ်တန်းပေါ်မှဆင်းလာသောထိုတရက်တရန်အရာကြီးကသူ့အပေါ်သို့တဖြည်းဖြည်းအုပ်မိုးလာသည်မင်းဘိုက်ထဲမှာငါအလင်းတွေရှိနေတယ်ထိုအရာ၏မျက်နှာသည်ကျော်စွာ၏မျက်နှာနှင့်လက်မအနှဲငယ်သာကွာဝေးတော်သည်မျက်လုံးမရှိသောဟောက်ပက်တွင်းကြီးထဲကပုတ်စော်နံလာသောအငွေ့အသက်ကကျော်စွာ၏နှက်ခေါင်းထဲသို့အတင်းတူးဝင်လာသည်ကျော်စွာသည်ကြောက်လန့်တကြားဖြင့်ဘေးနားရှိသူ၏ခရီးစွန်လွယ်အိုက်ကိုစမ်းမိပြီးအိတ်ထဲမှပါလာသောဖျားပုံတော်နှင့်ပရိချီကိုတတိရလိုက်သည်သို့သောသူ၏လက်များကတုံကြီးလွန်းသဖြင့်အိတ်စစ်ကိုဆွဲဖွင့်ရန်ပင်မစွမ်းသာတော့ပေထိုချိန်တွင်ဇရက်အပြင်ဘက်၌လေပြင်းတစ်ချက်ဝှေ့တိုက်သွားပြီးဆိုင်းပုံဟောင်းတစ်ခုမြေပေါ်သို့ပြုတ်သွားတဲ့ဂုံဆိုပြီးကျဲလောင်စွာထွက်ပေါ်လာသည်ထိုအတန်းကြောင့်ထိုတရက်ကြီးခဏသာတန့်သွားသည့်အချိန်တွင်ကြော်စွာသည်အာကုံယုံကဇရက်တကားစီသို့လှင့်ထွက်လိုက်သည်သူသည်တကားကိုဝုန်းခနဲ့တွန်းဖွင့်ကအမှောင်တော်ထဲသို့အသက်လူပြေးတော်သည်နောက်ွယ်တွင်မူရှူအဝစ်စုံများမြေပြင်ပေါ်တွင်တရွတ်တိုက်ဆွဲလာသည့်အတန်းကကတ်လျက်ပါလာသည်သူပြေးနေသည့်လမ်းမှာရွာလမ်းမဟုတ်ပဲနက်ကွင်းအိုရှိရာညောင်ပင်ကြီးတီတို့ပြန်ရောက်နေမှသူတတိမထားမိခဲ့ပြီလမ်းဘေးကထမ်းပင်များကယခုအခါတွင်လက်မောင်းကြီးများကိုစမ်းတန်းကသူ့ကိုဖန်ဆီးရန်စောင့်ကြိုနေတကယ်သူရှိနေတော်သည်ကျော်စွာသည်အသက်ကိုလူရှူရင်းအမှောင်တော်ထဲတွင်ရန်တမ်းပြေးလွှားနေမိသည်ခြေထောက်တွင်စူးခက်များညှိတွယ်နေတော့လဲနာကျင်မှုကိုမခံစားနိုင်အားတော့ရုတ်တရက်ရှေ့တွင်မြင်လိုက်ရသောမြင်ကွင်းကြောင့်သူခြေလမ်းများတုန်ခနဲ့ရပ်သွားသည်သူရောက်နေသည်မှာရွာလမ်းမဟုတ်ပဲအစောပိုင်းကသူကြော်ဖြတ်ခဲ့သောညောင်ပင်အိုကြီးနှင့်နတ်ကွင်းပြည့်ရှေ့သို့ပြန်ရောက်နေခြင်းဖြစ်သည်ထူးဆန်းသည်မှာနတ်ကွင်းအိုထဲတွင်ဖျောင်းတိုင်မီးဟုထင်ရသောဝါကျင်အလင်းရောင်တစ်ခုငြိမ်သက်စွာလင်းထိန်နေခြင်းဖြစ်နေဘာလို့ဒီကိုပြန်ရောက်လာတာလဲသူ့အတန်ကရှိုက်တန်နဲ့အတူထွက်လာသည်ထိုးစဉ်သူ့နောက်ဘက်အမှောင်တော်ထဲကခြေတံများပြန်ကြားရပြန်တလောင်းချင်းလေးလင်စွာဖြင့်လှဲ့ကြည့်စရာမလိုပဲထိုအရာရောက်လာပြီဆိုတာသူသိလိုက်သည်နတ်ကွင်းအိုထဲကအလင်းရောင်ကတဖြည်းဖြည်းหนีမြန်းလာပြီးနတ်ကွင်းရှေ့မှထားရှိသောရေချမ်းအိုးဟောင်းကြီးမှာသူ့အလိုလှုပ်ခါလာသည်ငါနေရမှာငါပစ္စည်းနဲ့ငါကိုပြန်ကတော့စမ်းအတန်ကြီးကလေးထဲမှာဝဲပြန်နေသည်ကြော်စွာသည်ကြောက်လန့်တကြားဖြင့်နတ်ကွင်းရှိကရင်ဒူးထောက်ကြလိုက်မိသည်သူဤပိုက်ထဲမှာအစောပိုင်းကစားခဲ့သောအုံသီးများက
ခဲဆွဲထားတဲ့ကဲ့သို့လေးလင်လာသည်အောင်တက်လာသည်သူအန်ထုတ်ရန်ကြိုးစားတော်လဲအန်ပတ်မြအစားထွက်လာသည်ကမဲနတ်သောအည်များနှင့်အုံးစံမြိုင်များတဲ့ကဲ့သို့ဖြစ်လာသည်ထိုစဉ်နတ်ကွင်းအိုပေါ်မှနတ်ရုပ်ပြည့်ကြီးကတဖြည်းဖြည်းခေါင်းကိုလှဲ့လာကကြော်စွာကိုစိုက်ကြည့်လိုက်သည်ထိုရုပ်သူတွင်လည်းမျက်လုံးများမရှိပေမျက်တွင်းအိမ်များကဟောက်ပက်ကြီးဖွင့်ပြီးထိုနေရာကအနက်ရောင်အခိုးအငွေ့များကကြော်စွာ၏မျက်နှာစီသို့လိတ်တက်လာတော့သည်ကြော်စွာသည်နတ်ကွင်းရှိတွင်မြေကြီးကိုလက်တပဲများနှင့်ကောက်ချီရင်းအသက်ရှူကျလာသည်ဘိုက်ထဲမှအောင်တက်လာမှုကရိုးရိုးမဟုတ်ပဲတစုံတရာကသူ့ဝမ်းပိုက်အတွင်းမှာဖောက်ထွက်ရန်ကြိုးစားနေတဲ့ကဲ့သို့ဖြစ်နေသည်မျက်လုံးမရှိနတ်ကွင်းပြက်ကြီးမျက်လာကသူ့ထံသို့တဖြည်းဖြည်းနှိမ်ဆင်းလာပြီးပုတ်စော်နန်းလာသောအနံ့ဆိုးကသူ့ကိုမေ့မျောလူနီးပါးဖြစ်စေသည်မဲငါမျက်လုံးကိုဘိုက်ထဲထားတာလားထိုအတန်ကြီးကနတ်ကွင်းအိုထဲကထွက်လာသည်မဟုတ်ပဲကြော်စွာ၏ဝမ်းပိုက်ထဲကဟင်းထွက်လာခြင်းသည်ကြော်စွာသည်ကြောက်လန့်တကြားဖြင့်မိမိဝမ်းပိုက်ကိုငုံကြည့်လိုက်မိသည်အဝတ်အစားများအောက်တွင်တစုံတရာကလုံးခဲနေသည်အရေပြားကိုထိုးဖောက်ထွက်နေတော့မီအတိုင်းလှုပ်ရှားနေသည်ထိုအရာသည်အစောပိုင်းကသူစားခဲ့သောအုံဒီမဟုတ်ပဲအခြားတစုံတရာဖြစ်နေပြီဆိုတာသူတေချာပေါက်သိလိုက်ရသည်ရုတ်တရက်နတ်ကွင်းအိုထဲကဝါချင်းချင်းအလင်းရောင်နေတဖြက်ဖြက်တုံခါလာသည်ညောင်ပင်ဤအကောအခတ်များကမွေများတကယ်သို့တွင်လင်ကကြော်စွာ၏ကိုလုံးကိုရစ်ပတ်လိုက်ကြသည်သူသည်လေထဲသို့မြောက်တက်သွားပြီးနတ်ကွင်းအို၏အမိုးပြက်ကြီးနှင့်မျက်နှာချင်းဆိုင်ဖြစ်သွားသည်အမောင်တော်တွေကထွတ်ပေါ်လာသောထိုတရက်တရန်အရေးမဲကြီးကယခုအခါတွင်နတ်ကွင်းရှိတွင်ရပ်နေသည်ထိုအရာကကြော်စွာကိုကြည့်ကပါဇက်ကြီးကိုဟလိုက်သည်ပါဇက်ထဲမှာသွားများမရှိပဲမဲနတ်သောအပေါက်ကြီးတစ်ခုသာရှိပြီးထိုအပေါက်ထဲကညောင်မြစ်တကဲ့သို့လျာတစ်ချောင်းထွက်လာကကြော်စွာ၏ဘိုက်ကိုလာရောက်ထိတွေ့လိုက်လေသည်ကြော်စွာ၏ဘိုက်ပေါ်သို့ထိတွေ့လိုက်သောထိုအေးဆက်ဆက်လျာကြီးမှာရေမော်ပင်များကဲ့သို့စီးကပ်လာသည်လျာပြားကကြော်စွာ၏အသားထဲသို့စိမ့်ဝင်သွားတဲ့ကဲ့သို့ခံစားရပြီးနောက်သူ၏ဝမ်းပိုက်ထဲမှလှုပ်ရှားမှုကပိုမှုပြင်းထန်လာသည်နာကျင်လွန်းသဖြင့်ကြော်စွာ၏မျက်လုံးများပြူးထွက်လာကလေချောင်းထဲမှအတန်မထွက်နိုင်သောအော်ဟစ်မှုများသာထွက်ပေါ်နေတော့သည်မစားရတာကိုစားမိရင်မမြင်အပ်တာကိုမြင်ရလိမ့်မယ်အရေးမဲကြီးအတန်ကပို၍ရွှင်မြူးလာရောက်ရှိသည်ထိုစဉ်ကြော်စွာ၏ဝမ်းပိုက်အည်ပြားကတင်းအစ်လာပြီးတစ်ချက်ချင်းဆွဲဆန့်ခြင်းခံရသည်ရုတ်တရက်ဖောက်ဆိုသောအတန်နဲ့အတူသွေးညှိနှံများထွက်ပေါ်လာပြီးကြော်စွာ၏ချက်နားမှအည်ပြားများစုပ်ပြဲသွားသည်သို့သောထွက်လာသည်ကဦးလန်းကြောင်းမဟုတ်ပဲအဖြူရောင်အုံးဆန်မြေများရစ်ပတ်ထားတဲ့လုံးချောနေသောအရာနှစ်ခုဖြစ်သည်ထိုအရာနှစ်ခုကမြေပြင်ပေါ်သို့ဘုံခနဲ့ကျသွားသည်အမှန်စင်စစ်၎င်းတို့ကအုံသီးစိတ်များမဟုတ်တော့ပဲလူဤမျက်လုံးထွက်နှစ်ဆကောက်ပူကြီးသောမျက်လုံးအိမ်အစစ်ကြီးနှစ်ခုဖြစ်နေသည်ထိုမျက်လုံးကြီးများကမြေပြင်ပေါ်မှလိမ့်နေစေမှကြော်စွာကိုပြန်လဲစိုက်ကြည့်နေကြသည်အရေးမဲကြီးကမြေပြင်ပေါ်မှလိမ့်နေသောမျက်လုံးကြီးများကိုကောက်ယူက၎င်း၏ဟောက်ပက်ဖြစ်နေသောမျက်တွင်းထဲသို့အတင်းထိုးထည့်လိုက်သည်မျက်လုံးများနေရာတကျဖြစ်သွားသည့်ခဏတွင်ထိုအရာ၏ကိုယ်လုံးမှာအမဲနတ်သောအခိုးအငွေ့များတဟုံဟုံတောက်လောင်လာပြီးမြက်တောင်မခတ်ကြော်စွာကိုပြုံးကြည့်နေတော့သည်အခုတော့မင်းအလဲပဲထိုအရာကပြိုပြိုဆူဆူကြော်စွာ၏မျက်နာစီသို့၎င်း၏ရှည်လျားလွန်းသောလက်သေးမကိုဖြည်းဖြည်းချင်းနီးကပ်လာစေသည်ကြော်စွာသည်လေထဲမှတွဲလောင်ခိုနေခြင်းမှအသက်ကိုအလူအယက်ရှူနေရသည်ဘိုက်ဘော်ကဒိုင်ယာမှထူးဆန်းစွာပင်နာကျင်မှုထက်အေးစိမ်မှုကပိုများနေသည်
ရှေ့တွင်ရပ်နေသောထိုးတရေကြီး၏မျက်လုံးသစ်များမှာဝါကျင်ကျင့်တောက်ပနေပြီးနတ်ကွန်းဦးရဲကဖျားတဲ့မီးနဲ့တထက်တဲကြနေတော်သည်မင်းကငါရဲ့အမြင်အာယုံကိုပြန်ပေးခဲ့တယ်ဒါကြောင့်မင်းကိုငါရဲ့အဆောင်အဖြစ်ခံအပ်ရမှာပေါ့ထိုရာ၏လက်သေးများကကြော်စွာ၏မျက်ခွန်များပေါ်သို့ဖိကပ်လိုက်သည်အေးဆက်သောအထီးတွေကြောင့်ကြော်စွာ၏တကူလုံးတောင်တင်းသွားသည်ထိုစဉ်ညောင်ပင်ကြီးအကွိုင်းအလက်များကကြော်စွာ၏ခြေထောက်နှင့်လက်မောင်းများမှုပိုပြီးတင်းကျပ်စွာရစ်ပတ်လာပြီးသူ့အသားထဲသို့အမြင့်များစိုက်ဝင်သွားတဲ့ကဲ့သို့ခံစားရသည်သူ၏အသည့်စိတ်များဝေဝါလာသည်ပဝင်းချင်းအမောင်ထုကတဖြည်းဖြည်းနဲ့หนีမြန်းသောအယောင်ကိုပြောင်းလဲလာသည်သူ၏နားထဲမှာရှေးဟောင်းဂါထာမန္တရံများဟုထင်ရသောတူးတူးဖြစ်ဖြစ်ရွတ်ဆိုသံများစူညောင်းနေသည်ကြောစွာသည်မိမိကိုယ်လူတစ်ယောက်အဖြစ်မှတစ်ထိုရုပ်တစ်ယောက်အဖြစ်ပြောင်းလဲသွားတဲ့ကဲ့သို့လေးလေးထိုင်းမွှေးနေသောမူကိုခံစားနေရသည်နောက်တစ်ယောက်ရောက်တဲ့အထိမင်းဒီမှာစောင့်ရမယ်တရေကြီးကရေမောလိုက်သည်သူရေတန်းဒီတောအုပ်ကြီးတစ်လုံးကိုတုံခန်းရည်စေလိုက်သည်ကြောစွာသည်နောက်ဆုံးတစ်ချိန်အာယူမျက်လုံးကိုဖွင့်ကြည့်လိုက်ရာနတ်ကွန်းအိုရှေ့တွင်ဒူးထောင်နေသောမိမိ၏ပုံရိပ်ကိုမြင်လိုက်သည်သို့တော့ထိုပုံရိပ်သည်သွေးသားရှိသောလူတစ်ယောက်မဟုတ်တော့ပဲကြောက်သားကဲလိုမာကြောနေသောပါဇက်ဟောင်းလောင်းတဲ့နတ်ရုပ်တရုပ်သားဖြစ်နေတော့သည်သူ၏အသိစိတ်နောက်ဆုံးစလေးတွင်မြင်လိုက်ရသည်ကညောင်ပင်ကြီးပေါ်သို့တရွရွတက်သွားသောအရိပ်မဲကြီးနှင့်နတ်ကွန်းပေါ်သို့အသစ်တစ်ဖန်ရောက်ရှိနေသောအုံစည်းစိမ့်လက်လက်ဆက်ဆက်တစ်လုံးပဲဖြစ်တော်သည်အချိန်ကာလမျက်လောက်ကုန်သွားသည်ကိုကြော်စွာမသိတော့သူ၏အသိစိတ်မှာအမောင်တိုက်သောအချင်းတောင်တယောက်တည်းတွင်ပိတ်လောင်ခံထားသလိုဖြစ်နေသည်သို့သောသူ၏မျက်လုံးများမှာနေယုတ်ကြီးမျက်လုံးများဖြင့်အပြင်လောကကိုအမြဲတမ်းစိုက်ကြည့်နေရသည်သူသည်အသက်မရှိကြောက်ရွံ့အဖြစ်ပြောင်းလဲသွားပေမဲ့ပတ်ဝန်းကျင်ကအတန်မှန်သမျှကိုအတိုင်းနာကြားနေရသည်လေတိုးသံညင်ကပ်အော်သံနဲ့ညောင်ရွယ်များမြေပေါ်သို့ကျွေကြသံတို့ကသူ့အတွက်တော့တူရိယာသံများကဲ့သို့ကျင့်သားရနေပြီသို့သောသူအကြောက်ဆုံးအတန်ကခြေသံပဲဖြစ်သည်ညောင်မင်အိုကြီးအနီးအနားကိုမတိနားမလဲပဲကတ်လာမဲ့ခြေသံများကိုသူမကြားခြင်းဆုံးဖြစ်နေသည်တညတွင်လမ်းသိမ်ထိပ်သောအချိန်တွင်ဝီးယာကကားဟွန်းတန်တစ်ချက်ကြားလိုက်ရသည်ထို့နောက်တရွေ့ရွေ့ကတ်လာသောခြေသံတစ်ခုဟာလမ်းမပြီးထင်တယ်ဒီနားမှာဘာလို့နတ်ကွန်းကြီးရရှိနေတာလဲလူငယ်တယောက်၏အတန်ခစ်သည်ကြော်စွာ၏အသိစိတ်များတုံလုသွားသည်သူအော်ဟစ်ချင်းတော်တဲ့ကြောက်သားပါဇက်ကစကားမပြောနိုင်မလာနဲ့ဒီကိုမလာနဲ့ဟုစိတ်ထဲမှအတင်းအော်နေတော့လဲသူ၏ရုပ်တူးမျက်နာမှာတော့ဖိတ်ခေါ်နေသလားပြုံးရောင်တန်းနေသည်ထိုလူငယ်သည်နတ်ကွန်းရှေသို့ရောက်လာသည်သူသည်ပင်မနွားနယ်နေပုံရသည်ကြော်စွာသည်ရုပ်တုရှေ့တွင်တင်ထားသောလက်လက်ဆက်ဆက်အုံစည်းစိမ်းကြီးကိုတွေ့သွားသည်ဘိုင်လက်စာနေတာနဲ့အတော်ပဲနမင်းကြီးခဏတော့ကျွေးမွေးပါအောင်ဗျာလူငယ်ကလက်လန်းလိုက်သည်ကြော်စွာကြီးအသည့်စိတ်ထဲတွင်ထိုတရေကြီးရေမောသံကိုပြန်ကြားလိုက်ရသည်သို့သောအပြင်လောကတွင်သောနတ်ကွန်းဦးထဲကဖျားရံပြီးသည်ဝါချင်းချင်းမှသူ၏ရောင်ကိုတဖြည်းဖြည်းနဲ့ပြောင်းလဲသွားတော်သည်လူငယ်သည်အုံသီးကိုကောက်ယူလိုက်သည့်ခဏတွင်နတ်ကွန်းတစ်ခုလုံးတီတီသားသားတုံခါသွားသည်ကြောစွာ၏အသီးစိတ်သည်ကြောက်ရွံ့အသွဲမှနေ၍အတင်းရုန်းကန်နေတော့လေရလကတော့အတူတူပင်လူငယ်ကအုံးကြီးကိုတောက်လိုက်တဲ့အခါသူ့ရဲ့မျက်ဝန်းများကမေးစင်းသွားပြီးထူးဆန်းသောမိန်မောမှုကိုခံစားလိုက်ရပုံရသည်ကျေးဇူးပဲနမင်းကြီးလူငယ်ကခေါင်းငုံအယိုသေးပေးနောက်လိုက်ထသွားသည်ထိုစဉ်ကြော်စွာ၏တောက်သားခန္ဓာကိုမှတထီးထီးအကွဲလာသည်ကွဲအဆိုသောအထံများနှင့်အတူကြောက်မုံများမြေပေါ်သို့ကျွေကျလာသည်ကြော်စွာ၏ဝိညာဉ်သည်ထူးခြုံနှောင်းမှုမှလွတ်မြောက်လာခဲ့သည်သို့တော်လေသူသည်လူအဖြစ်ပြန်ဖြစ်လာခြင်းမဟုတ်ပါသူသည်လေတွင်မှလွင့်မြောနေသောအငွေ့အသက်အဖြစ်ပြောင်းလဲသွားပြီးသူ့ရဲ့နေရာမှာအစားထိုးဝင်ရောက်လာမဲ့အဆောင်အပစ်ကိုကြည်လိုက်မိသည်အုံသည်စားသွားသောထိုလူငယ်၏ခြေလမ်းများမှာလေးလံလာပြီးသူ့ရဲ့အရေးပြားများမှာတဖြည်းဖြည်းညိုမဲလာမာကြောလာနေပြီလား
ငါလွတ်ပြီလားကြော်စွာစိတ်ထဲကရေရွက်လိုက်သည်သို့သောလည်းကြောက်မဲ့ဖွဲရရေတန်းကြီးကညောင်ပင်အိုကြီးရဲ့ထိပ်ပြားမှထွက်ပေါ်လာပြန်သည်မျက်လုံးအသစ်များရရှိထားသောထိုအရေးမဲကြီးသည်ထိပ်ကွိုင်းပေါ်မှဆင်းလာပြီးကြော်စွာ၏ဝိညာဉ်ကိုစိုက်ကြည့်လိုက်သည်လွတ်တဲ့ဆိုတာမရှိဘူးကြော်စွာမင်းကအခုငါရဲ့ခြေဘဝဖြစ်ရမယ်ငါသွားလေရကိုမင်းကလမ်းခင်းရမယ်ကြော်စွာ၏ဝိညာဉ်သည်ထိုအရေးမဲကြီးခြေတော့အောင်မှာမြဲနှက်သောအရေးအဖြစ်ပေါင်းဆက်သွားရရှာသည်နတ်ကွမ်အိုထဲတွင်လူငယ်အသစ်သည်ကြောက်ရွံ့အဖြစ်အမြဲတမ်းအခြေချသွားခဲ့ကြပြီနတ်ကွမ်ရှိတွင်အုံးသည့်အသစ်တစ်လုံးကနောက်ထပ်ဧည့်သည်တစ်ခုကိုစောင့်ကြိုလျက်ပြန်လဲပေါ်ပေါက်လာပါတော့သည်ကဲတငယ်ချင်းတို့ရောလမ်းဘေးကနတ်ကွမ်အိုတွေထူးဆန်းသောအလူတန်းတွေကိုတွေ့ရင်ကြော်စွာလို့ပဲလက်လွတ်စပယ်ပြုမှုမလားတခါတလေမှာကျွန်တော်တို့မမြင်ရတဲ့အရာတွေကကျွန်တော်တို့စီကအဖိုးအခတစ်ခုခုကိုတောင်းဆိုတတ်ကြတယ်ဆိုတာမမေ့ပါနဲ့အခုတို့ထူးဆန်းထွေလာ mystery တွေနဲ့ကြောချမ်းစရာ horror ဇာတ်လမ်းတွေကိုအပတ်စဉ်နားဆင်ကြနေဆိုရင်တော့ကျွန်တော်တို့ရဲ့ Evening Chronicles channel ကို subscribe လုပ်ထားဖို့မမေ့ပါဘူးနော်ဘေးနားမှာခေါင်းလောင်းလေးကိုပါနှိပ်ထားမယ်ဆိုရင်တော့ဇလန်းသစ်တင်တိုင်းအမြဲတမ်းသိရှိနေရမှာပါဒီဇလန်းလေးကိုကြိုက်နေတတ်တယ်ဆိုရင် like and share လုပ်ပြီးတငယ်ချင်းတွေကိုလည်းတတိပေးလိုက်ပါဦးနောက်ထပ်ဘလို့ဇလန်းမျိုးတွေနားဆင်ခြင်းတယ်လဲဆိုတာကိုလည်း comment မှာရေးပေးခဲ့လို့ရပါတယ်ဗျာအားလုံးပဲ6ချားဖွယ်ညာချမ်းလေးဖြစ်ပါစေ